ကောင်းပြီကျွန်တော်တို့ဒီနေ့ AI ခေတ်မှာ software engineer တွေ web developer တွေနဲ့ software developer တွေက AI ကိုဘယ်လိုအသုံးပြုနေလဲဆိုတော့လက်တွေ့ဘယ်လိုအသုံးပြုနေလဲဆိုတာကိုဒီနေ့ဗီဒီယိုနဲ့အလွယ်တကူဆုံးနဲ့နားလည်ရလွယ်အောင်ကျွန်တော်ရှင်းပြပါမယ်။ဒီကျွန်တော် online မှာ YouTube မှာအများတိုင်းကျွန်တော်တွေ့နေရတယ်လို့စာ3-4ကြောင်းနဲ့ကျွန်တော်တို့ app တွေကိုအလွယ်တကူ3မိနစ်အတွင်းရေးမယ်တို့5မိနစ်အတွင်းရေးမယ်ဆိုတာကအဲ့ဒါတွေက vibe coding လို့ခေါ်တယ်။ဒါပေမဲ့ဒီ vibe coding တခုကMVP minimum viable product အနေနဲ့ demo လုပ်ဖို့အတွက် idea တခုကိုမိမိတို့ကစဉ်းစားထားတဲ့ idea တခုကိုတွားပြီးတော့ investor တွေတွားပြမယ် business user တွေတွားပြမယ်ဆိုတဲ့ဟာနမူနာလုပ်ပြတဲ့ဥစ္စာတွေကတော့အသုံးချလို့ရပါတယ်ဥပမာ web app ဆိုပါစို့ကျွန်တော် HTML လုံးဝမတက်ဘူး JavaScript လည်းလုံးဝမတက်ဘူး CSS ဆိုတာဘာမှမသိဘူးဆိုတဲ့အခါမှာ AI ကို prompt နဲ့ရေးခိုင်းလိုက်တယ် lovable ပဲဖြစ်ဖြစ်ခုနပြောသလိုပဲvibe coding တွေတွားရေးခိုင်းလိုက်မယ်ဆိုရင်ရတယ် website တွေထွက်လာတယ်တကယ် software engineer တွေကလည်းဒီကနေ့မှာဒီ AI တွေကိုသုံးနေတာကြာပြီကျွန်တော်တို့ cursor တွေသုံးမယ် Microsoft Copilot တွေသုံးတယ်ဒါတွေရောတကယ်လက်တွေ့ဘဝမှာအလုပ်ခွင်မှာဘယ်လိုသုံးလဲဆိုတာကိုအလွယ်ဆုံးနမူနာနဲ့နားလည်ရလွယ်အောင် shopping cart နမူနာနဲ့ဒီဗီဒီယိုမှာလုပ်ပြပေးမယ့်အတွက်ကြောင့်အဆုံးရှိနားထောင်ပေးပါနောက်ဆုံးမှာကျွန်တော်ကကျွန်တော်တို့ဒီ software engineering နဲ့ AI engineering တွေကိုလေ့လာနေတဲ့လူငယ်တွေ YouTube ပရိသတ်တွေကိုကျွန်တော်အကြံပေးချင်တာတွေကျွန်တော်ရှိပါတယ်အဲ့ဒါကိုအနောက်မှာကျွန်တော်သေချာရှင်းပြပါမယ်ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါဆိုတော့ဒီကနေ့ကျွန်တော်ကဒီ AI tools ဖြစ်တဲ့ cursor ကိုသုံးမယ် cloud AI ကိုသုံးမယ်သုံးပြီးတော့မှဒီ shopping cart လေးအလွယ်တကူဆုံး shopping cart လေးကိုဘယ်လိုလုပ်မလဲဆိုတာကျွန်တော်ကြည့်ကြရအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော် cursor ကိုဖွင့်လိုက်ပါမယ် cursor ကအမှန်ကတော့ကျွန်တော်အသုံးနေကြဖြစ်တဲ့ VS Code ကို2ဖြစ်ပါတယ် VS Code ကိုအခြေခံပြီးတော့မှသူက AI tools တွေအလွယ်တကူသုံးဖို့အတွက်ကိုရေးထားခြင်းဖြစ်ပါတယ် shopping cart demo ဆိုပြီးတော့မှကျွန်တော် folder တခုအရင်လောက်လိုက်ပါမယ်ဆိုတော့နံပါတ်1ဘာမှမလုပ်ခင်မှာကျွန်တော်ဒီဘက် channel ကကျွန်တော်တို့ဒီ cursor ကိုကြည့်လိုက်ရင်ဒီမှာကျွန်တော် agent ရှိမယ်သူက mode က3ခုရှိတယ် ask ဆိုတာဒါ ChatGPT တို့ Claude AI တို့ဒီ Gemini တို့မေးသလိုပဲအမေးခွေလုပ်လို့ရတယ်ဒီ agent ကတော့ကျွန်တော်တို့ကို code ရေးပေးမဲ့ agent ဖြစ်တဲ့ AI agent ဖြစ်တဲ့ planning ဆိုတာ plan ဆိုတာက code မရေးခင်သူအရင်ဆုံး plan လုပ်ခိုင်းတဲ့သဘောပြီးတော့မှ debug လုပ်တယ်ခုလောလောဆယ်ကကျွန်တော်တို့ကသူ့ကို plan လုပ်ခိုင်းမယ် cursor ကိုဘယ်လိုသုံးရမလဲဆိုတာနောက်ဗီဒီယိုအသစ်လုပ်ပေးမယ်အကယ်လို့စိတ်ဝင်စားလို့ရှိရင်ဒါကတော့ကျွန်တော်အခုအမြန် demo လုပ်ပြတဲ့သဘောဖြစ်ပဲသူ့ကို plan လုပ်ခိုင်းမယ်ဘယ်လို plan လုပ်ခိုင်းမလဲဆိုရင်ကျွန်တော်အခြေခံအားဖြင့်ကတော့ကျွန်တော် basically သူ့ကိုဘယ်လိုလုပ်ခိုင်းမလဲဆိုရင် Claude hey Claude I need a simple page HTML CSS JavaScript application ကျွန်တော်ဘာမှတကယ်ရေးလို့ရှိရင်တော့ JavaScript framework တွေဖြစ်တဲ့ Vue.js တို့ React တို့ Angular တို့နောက် Next.js တို့ရှိတယ်အခုလောလောဆယ်ကျွန်တော်အလွယ်တကူလုပ်ပြတာအဲ့အရာရှုပ်မှာဆိုလို့သူ့ကိုကျွန်တော်ကဘာလုပ်ခိုင်းမလဲဆို single page HTML CSS JavaScript နဲ့ပဲ responsive shopping cart responsive design ဆိုအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့က mobile မှာလည်းဖုန်းတွေမှာလည်းအလွယ်တကူပြလို့ရတယ်ဟိုကအကယ်လို့ computer မှာလာကြည့်မယ်ဆိုရင်လည်း computer မှာလည်းသူ့ရဲ့ site tablet တို့မှ iPad သူတို့ site နဲ့မူတည်ပြီးတော့ responsive design ဖြစ်အောင်သူ့ကိုလုပ်ခိုင်းတဲ့သဘောဖြစ်တယ် it should include number 1 a header with title title ဘယ်လိုခေါ်မလဲဆိုရင် Simon Tuta shopping cart ပေါ့ shopping cart လို့ title ခေါင်းစဉ်တက်မယ်နံပါတ်2 a main section display several sample product items okay product items ကိုပြမယ် main screen မှာဆိုရင် each item should have an image placeholder product name price quantity input and item subtotal product တစ်ခုချင်းစီမှာကုန်ပစ္စည်းတစ်ခုချင်းမှာသူရဲ့ဈေးနှုန်းတွေသူရဲ့ image တွေပြီးရင်သူရဲ့ quantity ဘယ်နှခုဝယ်မယ်စသဖြင့်ဝယ်ပြီးလို့ရှိရင်လည်း shopping cart ထဲထည့်လိုက်လို့ရှိရင်သူ subtotal အနေနဲ့ပြမယ် number 4 a summary section showing subtotal with text အခွန်က8%အနေနဲ့ 8% and a section for discount grand total and checkout button number 6 a layout must be responsive for mobile and desktop ခုနပြောသလိုပဲ mobile ဖြစ်တဲ့ Android ပဲဖြစ်ဖြစ် iPhone ပဲဖြစ်ဖြစ် tablet ပဲဖြစ်ဖြစ် iPad ပဲဖြစ်သူရဲ့ဒီ screen ကအကောင်းစွာသူရဲ့သုံးတဲ့ device မှာမူတည်ပြီးတော့မှ adaptive ဖြစ်အောင် responsive design လုပ်ပေးရမယ်အဲ့ဒါကိုစပြီး plan လုပ်ခိုင်းလိုက်ရအောင်ဆိုရင်သူက
ကျွန်တော်ကအခုလောလောဆယ်ဒီမှာဆိုရင်ကျွန်တော်ရွေးလို့ရတယ်ဒီမှာက Opus Sonnet GPT ရေးခိုင်းလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ GPT 5.1 Code Mini Codex စရှိပြီးအခြား modules တွေလည်းသုံးလို့ရတယ်ဒါပေမဲ့ဒီကနေ့ကကျွန်တော် Opus 4.5 ဒါမှမဟုတ် Sonnet 4.5 ဒါ Claude AI က Anthropic company က Claude AI ဖြစ်တယ်ဆိုတော့ Opus ကပို့ပြီးတော့မှကောင်းတယ်ဆိုတော့ Opus ကနောက်ဆုံးပေါ် 4.5 ဆိုသူ့ကိုစပြီး plan လုပ်ဒီ website ကိုလုပ်ဖို့အတွက်ကို planning လုပ်ခိုင်းနေတာပဲရှိတယ်နံပါတ်1ဒါကြောင့်မလို့ဒီမှာကျွန်တော် plan လုပ်ပဲလုပ်ခိုင်းတယ်သူက agent လို့လုပ်ခိုင်းရင်သူကရေးပြီးเนาะဒါဆိုတော့ planning လုပ်တိုင်းဒါဆိုတော့ကျွန်တော်ကြည့်မယ်သူဘယ်လိုလုပ်မလဲဆိုတာကြည့်ရင်ကျွန်တော် blind သူခိုင်းတာမဟုတ်ဆိုတော့ a lot of back and forth collaboration တွေရှိတယ်ဒီ AI နဲ့ဒီ software engineer နဲ့ကအပြန်အလှန်အပေးအယူဒီလုပ်ပေါ်ကိုင်မဲ့တယောက်ကိုနဲ့အတူတူရေးနေတကယ်သူအတွဲပြီးလုပ်တဲ့သဘောဖြစ်တယ်အဲ့ဒါကိုနားလဲစေချင်ပါတယ်ကဲကြည့်အောင်ဆိုတော့ तू က planning လုပ်နေပြီ तू ကကျွန်တော်တို့ရေးတဲ့ခိုင်းလိုက်တဲ့ဟာတွေကို तू ကဖတ်ပြီးတော့မှ तू planning လုပ်မယ်ပေါ့ဒီ project အတွက်ဆိုဘယ်လိုလုပ်ရမလဲ Happy to help you respond to shopping cart before I create a plan I have a couple of quick question သူကလည်းမေးတော့မယ် what are you looking for ဆိုတော့ the question တွေအောက်မှာဒီမှာမေးထားတယ်ဘယ်လိုမျိုးပုံစံမျိုးလုပ်ချင်တယ် modern dark အမေခတ်အယောင်ရင်းဒါ modern design လား clean website လားဒါမှမဟုတ် vibrant colorful design လား light minimum clean design ပဲလုပ်မယ်သူကကျွန်တော်ရေးပေးတဲ့အပြင်သူ coupon တွေပို့ပြီးတော့မှတော့မှ discount တွေเนาะအစရှိတဲ့ဖြစ်ဒီ display တွေဘယ်လိုလုပ်မလဲဆိုတော့သူကတော့ပို့စဉ်းစားပြီးတော့လုပ်ထားတယ်skip လုပ်လိုက်မယ်ဒါတွေကတော့ဒီ feature တွေမလို့သေးဘူးအလွယ်ကူဆုံးနဲ့အမြန်ဆုံးတစ်ခုခုလုပ်ပေးပါဆိုပြီးတော့မှသူကိုခိုင်းလိုက်တယ်review plan သူက plan လုပ်လိုက်ပြီဒီမှာဘယ်ဘက်မှာဒီမှာ screen မှာပေါ်လာတယ် check out ကောင်းပြီ HTML structure CSS styling grid တွေပိုင်းနဲ့လုပ်မယ် wireless headphone smart laptop USB-C hub response okay ဒါမစိုးဆိုရင်သူကိုလုပ်ခိုင်းလိုက်မယ် let's build အခု agent mode ဖြစ်သွားတယ်ဒီနေရာမှာခုန planning ကနေပြီးတော့မှ agent mode ဖြစ်သွားဆိုတော့သူ AI agent ကနေစပြီးတော့မှကျွန်တော်တို့ရေးပေးတော့မယ်ဒီကျွန်တော်ခိုင်းထားတဲ့ folder မှာဆိုတော့သူကစပြီးတော့ရေးနေပြီ CSS တွေပါတယ်အမှန်တကယ်ကျွန်တော်လက်နဲ့ပဲ manually လုပ်အောင်မယ်ဆိုရင်ကျွန်တော် CSS လုပ်အောင်မယ်အကုန်လုံး HTML တွေရေးရမယ် JavaScript တွေရေးရမယ်ခုနပြောတဲ့သူ architecture like check out button တွေလုပ်ရမယ်ဆိုကျွန်တော်တို့2ရက်3ရက်သုံးဖို့တစ်ပတ်လောက်ကြာသွားနိုင်တယ် programmer တယောက်တည်းရေးမယ်ဆိုရင်အခုကတစ်ရက်လည်းမဟုတ်နိုင်ပိုင်းမဟုတ်မိနစ်ပိုင်းအတွင်းမှာပြီးသွားမယ့်သဘောရှိတယ်ပြီးတဲ့ခါမှာသူ့ရဲ့ဒီမှာကြည့်လိုက်အောင် business logic ကလည်းသူ subtotal ရေးမယ်ရေးပြီးတဲ့ခါမှာ tax ကကျွန်တော်ခိုင်းထားတဲ့အတိုင်း 8% လုပ်မယ် discount coupon လုပ်ချင်လဲ discount coupon တွေတွက်ပြီးတော့မှနောက်ဆုံး grand total ကိုတွက်ပေးမယ်လို့ရေးထားပါတယ်အခု JavaScript တွေရေးနေပြီဒီမှာ responsive behavior solution ဒီ desktop အတွက်ဆိုရင်968 768 pixel တဲ့ကြော်လို့ရှိရင်သူ2 column နဲ့layout နဲ့လုပ်မယ် mobile အတွက်ဆိုရင်လည်း single column size သေးသွားလို့ရှိရင်768 pixel တဲ့ငယ်သွားလို့ရှိရင် automatically လုပ်ဖို့အတွက်ကိုသူရေးမှာဖြစ်ပါတယ်ဆိုတော့ရေးပြီးပြီဆိုတော့သူကအကုန်လုံးကိုဒီ index.html မှာပဲတော့အားလုံးရေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တကယ်ဆိုလို့ရှိရင်ကျွန်တော်က HTML CSS နဲ့ JavaScript ကို file တီးတန့်တစ် file စီထားရင်ပိုကောင်းမယ်ထင်တယ်။ဘာလို့အကုန်လုံးရောထွေးတစ် file ထဲမှာဆိုကျွန်တော်တို့ maintenance လုပ်ရလဲမလွယ်ဘူးရေရှည်နောက်ပြင်မှာပါညာဆိုရင်ဆိုတော့အဲ့ဒီအချိန်မှာ agent ကို let's separate HTML CSS and JS in separate file တစ် file စီမှာပဲလုပ်ပါ for the ease of maintenance ကျွန်တော်ခိုင်းရတဲ့ CSS ဆိုရင်တော့ style.css ဒီ JavaScript ကျတော့ script.js ဆိုပြီး file တည်တံ့ခွဲရေးမယ် index.html မှာတော့ HTML တွေပဲကျွန်တော်လိုချင်တယ်အဲကြောင့်သူ့ကိုအဲ့လိုခွဲလိုက်ခိုင်းတယ် file တစ်ခုထဲမှာပဲသူအကုန်လုံးရောထားတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းကျရင်ကျွန်တော်တို့ maintain လုပ်ရတဲ့အခါမှာနည်းနည်းခက်ခဲမယ် file ကအကြီးပြီးတော့ again ကျွန်တော်တို့အခု Claude Opus 4.5 ကိုအသုံးပြုထားတယ်အခြား model တွေလည်းသုံးလို့ရတယ် Sonnet 4.5 လည်းကောင်းပါတယ် Claude Sonnet 4.5 Anthropic ကပဲထုတ်တာဖြစ်ပါတယ် GPT ခုနောက်ပိုင်းထွက်တဲ့ 5.1 Code Max ဒါမှမဟုတ် GPT 5.2 GPT 5.1 Grok Elon Musk ထုတ်တဲ့ Grok ကိုလည်း
သုံးလို့ရပါတယ်ဒါမှမဟုတ်အဲ့ဒါမှတစ်ခုမှမကြိုက်ဘူးဆိုလို့ရှိရင်အခြား model တွေလည်းထည့်သုံးလို့ရပါတယ် okay သူဇေယျနဲ့ပြောတယ် index ဆိုတာ clean HTML structure with link to CSS and JavaScript CSS style all styling in CSS and JavaScript is done JavaScript ကတော့ JavaScript က logic တွေပေါ့ business logic တွေဟာတွေထုတ်တာ very good start comment cannot be run oh okay website ကထွက်လာပြီ Simon Tutor shopping cart wireless smartphone ဒီမှာဆိုတော့တပ်ပုံကတော့မရှိဘူးပေါ့နော်ဆိုတော့ကျွန်တော် product ရဲ့ပုံတွေကိုကျွန်တော် wireless headphone ရှိမယ်89ကျပ် smart watch 99ကျပ် laptop 90ကျပ် USB hub က39.99ဆိုတော့ကျွန်တော်စမ်းကြည့်ရအောင်wireless mic ကဝယ်မယ်ဆိုရင်နှိပ်လိုက်လို့ရှိရင်ဒီမှာဈေးတွေတက်သွားပြီ smart watch ကလည်းsmart watch ကတစ်ခုထပ်ဝယ်မယ်နှစ်ခုဆိုရင်6 item ရှိတယ်6ခုရှိတယ် total 680 this is a demo not an actual purchase okay ဆိုတော့ဒီ minute ပိုင်းအတွင်းမှာဒီ shopping cart ကိုအဲ့လိုလုပ်နိုင်တယ်တို့တော့ကျွန်တော်တို့ကဓာတ်ပုံတွေကိုလိုချင်တယ်ဆိုပါစို့ please update the image the product images with real photos from the internet သူကအဲ့ဒီဓာတ်ပုံတွေကိုသူကဓာတ်ပုံအစစ်ကျွန်တော်တို့ဓာတ်ပုံနဲ့ကြည့်ကောင်းတဲ့ product ဓာတ်ပုံတွေသွားရှာပြီးတော့မှအစားထိုးခိုင်းတာဖြစ်ပါတယ်သူကအဲ့ AI agent ကခုနပြောသလိုပဲ internet မှာသွားပြီးတော့ဒီ product ဓာတ်ပုံတွေသွားရှာပြီးတော့မှလာထည့်ပေးမယ်ဒါရအကယ်လို့ကျွန်တော်စိတ်တိုင်းမကြတဲ့ဓာတ်ပုံတွေဖြစ်ချင်ဖြစ်မယ်စိတ်တိုင်းမကြတာဖြစ်ချင်ဖြစ်မယ်မကြိုက်လို့ရှိရင်တော့ကိုယ့်အကိုလက်နဲ့သွားလောက်တာပုံမြန်မယ်ထင်တယ်ဒါကြောင့်မလို့ HTML CSS တက်ထားရင်ပိုကောင်းတယ်ပေါ့ဆိုရင်ကြည့်အောင်ဒီမှာ refresh လုပ်ကြည့်လိုက်ရင်အော်မစိုးပါဘူးသူကဓာတ်ပုံတွေယူလာတဲ့ internet ကနေပြီးတော့မှဆိုရင်ကျွန်တော်တို့က AI ကဒါနောက်ဆုံးပေါ်အရင် smart ဖြစ်တယ်ဆိုပေမဲ့ laptop stand ကသူက mouse ဖြစ်နေနည်းနည်း confuse ဖြစ်နေဆိုတော့ကျွန်တော်တို့က web developer တွေဆိုတော့ကျွန်တော်တို့ဒီ HTML ကိုသွားကြည့်လိုက်မယ်သူရဲ့ HTML file မှာကဘာဖြစ်နေလဲဆိုတော့ product ကိုကြည့်လိုက်တဲ့အခါမှာဒီ laptop stand နဲ့ USB club ပုံကမားနေတယ် USB hub ပုံကမားနေတယ်ဆိုတော့ laptop stand ဆိုရင် laptop stand ကျွန်တော်တို့ Google မှာသွားရှာလိုက်မယ် laptop stand ဆိုရင်ဒီ laptop stand ကို copy လုပ်လိုက်မယ် save image as image ကို save ပြီးတော့ lab ပြီးရင်ကျွန်တော်တို့ကဒီ USB C hub ကပုံမှန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ image for USB C hub ဆို Google မှာကျွန်တော်တို့ရှာလိုက်မယ်ဆိုဓာတ်ပုံတွေထွက်လာရင်ဒါမျိုးတွေပေါ့ USB C hub ဆိုတာဒါမျိုးပေါ့ဒါမျိုးဖြစ်ရမှာပေါ့အမှန်မှန်ဆိုရင်ဒီကောင်ကို save image as okay ကျွန်တော်တို့ဒီ folder ထဲသွားထည့်ထားတဲ့ internet မှာတွေ့တဲ့ကျွန်တော်တို့ file တွေကို copy လုပ်ပြီးတော့မှ image ကို copy လုပ်ပြီးတော့မှဒီမှာပြင်ပေးလိုက်တဲ့အခါမှာ save လုပ်လိုက်မယ် save လုပ်လိုက်ပြီးတော့ကြည့်လိုက်လို့ရှိရင်ဒီ laptop stand တွေပါတွေကကျွန်တော်တို့လိုချင်တဲ့ပုံစံကျွန်တော် Google မှာသွားပြီးတော့ယူထားတဲ့ပုံတိုင်းဖြစ်သွားတော့ဆိုတော့ကျွန်တော်စိတ်တိုင်းကြ image တွေဖြစ်သွားပါပြီ okay ဆိုတော့ဒီခုချင်းနှိပ်လိုက်မယ်ဆိုရင်ဒါကဲဒီ stand နှစ်ခုလိုမယ် USB ကနှစ်ခုလိုမယ်စာရှိတစ်ဖြစ် tax 8% okay proceed checked out ဆိုလို့ရှင်6 item total သူကတွက်ပေးထားတယ် okay ဒါတော့နောက်တကယ် check out လုပ်မယ်ဆိုရင် PayPal တို့မဟုတ် Stripe အစရှိတစ်ဖြစ် check ဆက်ပြီးလုပ်လို့ရတယ်ဒီမှာကဲ Simon Tutor shopping cart မကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော် HTML တော့ပြင်လို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကောင်နားလဲဆိုရင်ဒီမှာကြည့် Simon Tutor ဒီ Tutor ကသူ span နဲ့သူ CSS လောက်တိုင်း Simon Tutor မဟုတ်ပဲနဲ့ဆိုရင် My Tutor Simon shopping cart ပဲ Tutor မထည့်ဘူးဆိုပါစို့ကဲကောင်းပြီကျွန်တော်တို့ look at the ပုံ okay screen ကိုတေချာကြည့်လိုက်အောင်ကဲ not bad အဲ့တော့ဒါကတော့ shopping cart ကိုကျွန်တော် minute အပိုင်းအတွင်းမှာလုပ်တယ်ဆိုတော့ဒါတော့ဆိုမစိုးတော့ဘူးကဲ
customer ကကျွန်တော်ရဲ့ business owner လုပ်ငန်းရှင်ကလာပြောတယ်ဟာကျွန်တော် tax က 8% မဟုတ်ဘူးကျွန်တော် tax က 10% လုံးမရမယ်ဆိုရင် AI ကိုခိုင်းမဲ့အစားခက်မြန်မြန်ပဲကျွန်တော်တို့သွားလုပ်လိုက်ရရတယ်ကျွန်တော် cursor ကိုပြန်သွားပြီးတော့မှ JavaScript မှာပဲသူ business logic တွေရှိတယ်ဆိုတော့ tax ဆိုရှာလိုက်မယ်အဲ့မှာ tax ကိုသူကဘယ်မှာလုပ်လဲဆိုတော့ control F လုပ်ပြီးတော့ tax လုပ်လိုက်တဲ့အခါဒီမှာ 0.8% right ဒီမှာ taxable ဆိုတာသူက AI ကရေးပေးထားတယ် discount amount ဘာညာဆိုလို့ရှိရင်ခုနက discount ပြောထားတာဒီမှာ tax နဲ့ပတ်သက်လို့ဆိုရင် discount တွေပါတယ်ကျွန်တော်တို့လုပ်လို့ရတယ်ဒီ business logic ကဒီမှာ update summary ဆိုတော့ JavaScript function နဲ့သူရေးထားတယ်အဲ့ဒါကိုကိုက code နားလည်တဲ့အခါမှာသူက 0.8% လုံးမယ်8%ဆိုတော့သူကdecimal နဲ့ပြောင်းတာ 10% ဆိုတော့ 0.1 ဖြစ်မယ်ဆိုတော့ 0.1% ဖြစ်မယ်ဆိုရင် control S ကျွန်တော် save လုပ်လိုက်မယ်save လုပ်လိုက်ပြီးရင်သူရဲ့ tax value ကသူက 10% ပေါ်မှာသူကတွက်သွားမယ်သို့တော့သူက display လုပ်တဲ့အခါမှာဒါပေမဲ့ tax ကတော့ဒီကအခုလောဆယ် 8% ပဲရှိသေးတယ်အဲ့ဒီအားကိုသူက HTML ထဲမှာပဲပြောင်းထားတာဖြစ်မယ်ဆိုတော့ကျွန်တော် HTML သွားမယ် HTML index of HTML မှာရှာကြည့်ပေါ့ control F အမှန်ပဲဆိုတော့သူက summary ဒီ label တွေလောက်ထားတာ HTML သူကပြတာခုနက logic calculation ကကျွန်တော်တို့ 10% ပြောင်းလိုက်ဒါပေမဲ့ display လုပ်တဲ့အခါမှာလည်းကျွန်တော် 10% ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ website ကိုပြန်သွားကြည့်လိုက်ရင် refresh လုပ်ကြည့်လိုက်ပေါ့ဒီမှာ 10% ဖြစ်သွားပြီဒါ 10% ဟုတ်လားမဟုတ်လားဆိုရင်ဒီမှာကြည့်အောင်အကုန်လုံးထုတ်လိုက် no like ကျွန်တော်တခုမှ shopping cart ထဲမထည့်ဘူး headphone တခုပဲထည့်မယ်ဆိုရင်တော့နိုင်တခုထည့်လိုက်မယ်ဆိုရင်199.99ဆို200နီးပါးမှာ 10% ဆို219ဖြစ်သွားတယ် tax က 10% 200ဆိုတော့ 10% 20ဆိုတော့ဒါမှန်ပါတယ် okay ဆိုတော့ဒီကနေ့ဘာကိုပြောချင်တယ်လဲဆိုတော့မှန်တယ် AI ကိုသုံးလို့ရတယ် AI ကဝင်ပြီးတော့ကူတဲ့အခါမှာကျွန်တော်တို့အလုပ်တွေကအင်မတန်ကိုမြန်သွားတယ်2ရက်3ရက်တစ်ပတ်လောက်လုံးမဲ့ဟာကိုမိနစ်ပိုင်းတွင်းမှာလုပ်ရတယ်နာရီပိုင်းတောင်မဟုတ်ဘူးမိနစ်ပိုင်းတွင်းမှာလုပ်လို့ရတယ်သို့တော့ကျွန်တော်တို့ခုနပြောသလိုဒီတစ်ခုကိုပဲအားကိုးပြီးတော့မှ vibe coding ပဲလုပ်မယ်ဒီ prompting ပဲလုပ်နေမယ်ဆိုလို့ရှိရင်ဒီတဲ့ဒါဟိုကလေးကစားစရာလောက်ပဲရှိသေးတယ်ဒါဟို shopping cart ကလေးကစားစရာပဲရှိသေးတယ်အလွယ်တကူပဲရှိတယ်နောက်ခက်ခဲတဲ့ဥမာ stock market application တွေဒေါ်လာတန်းနဲ့ချီပြီးတော့မှ transaction minute ပိုင်းတွေမှာလုပ်တဲ့ဟာမျိုးတွေ banking application တွေเนาะဒါမျိုးတွေအရေးကြီးတဲ့ဟာမျိုးနောက်စေးရုံစေးကန်း application တွေလူနာတွေအတွက်ကိုနည်းနည်း sensitive ဖြစ်မဲ့ information တွေဥမာဒီအစိုးရ government application တွေ e-government application တွေစရှိတဲ့ဖြစ်ဒါမျိုးရေးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AI တခုအပြင်ကိုကျွန်တော်တို့ဒီ code တွေနဲ့ကျွန်တော်တို့အပြန်အလှန်အခုတော့မှကျွန်တော်တို့အပြန်အလှန်ကျွန်တော်တို့ interact လုပ်ပြီးတော့မှကျွန်တော်လုပ်ပေါ်ကင်ဘက်တစ်ယောက်ကကူညီပေးတဲ့ကဲတို့လုပ်ခြင်းအဖြစ်အင်မတန်မြန်သွားတယ်မိမိတို့စီးပွားရေးတွေပါစလုပ်ခြင်းနဲ့ software company ပါစလုပ်ခြင်းနဲ့ဆိုရင်လည်းဒီ tools ကိုသုံးခြင်းအဖြစ်ဒီ AI ကိုသုံးခြင်းအဖြစ်မြန်ဆန်ပဲဝန်ထမ်းတွေအများကြီး90မလို့ပဲလုပ်နိုင်တယ်ဖြစ်တယ်ဒါကြောင့်မလို့ဒီ AI ခေတ်မှာကျွန်တော်တို့ coding ကိုသင်ရမလားမသင်ရဘူးလားဆိုတာပြဿနာကိုကျွန်တော်ပြောချင်တာဒီမေးခွန်းကိုကျွန်တော်ဘယ်လိုဖြေချင်လဲဆိုတော့ကျွန်တော်တို့ AI မှာရောက်ပြီး coding ကိုမသင်နဲ့လို့ကျွန်တော်မပြောလို့ပါကျွန်တော်အခုဘာပြောချင်လဲဆိုတော့ learn AI and learn coding not just learning AI and without learning coding learn both AI and coding the coding အခြေခံ coding ကြတော့အများကြီးနဲ့တော့မဟုတ်ခုနပြောသလိုအခြေခံလေးတက်သွားတယ်တော့ဘယ်နေရာမှာဘာသွားပြင်ရမလဲဆိုတာလေးကိုသိသွားလို့ရှိရင်အင်မတန်ကိုအကျိုးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုတွေကိုဒီ cursor ကိုထဲဝင် professional စမ်းဘယ်လိုသုံးရမလဲဒီ AI ကို agent တွေခုနပြောတဲ့ဒီ models တွေ LLM တွေဒီ coding AI တွေကိုဘယ်လိုထဲဝင်သုံးရမလဲဆိုတော့သိချင်လို့ရှိလို့ရှိရင်ကျွန်တော် comment မှာလာရေးပါကျွန်တော်ရှေ့လျှောက်ကျွန်တော်ဗီဒီယိုတွေလုပ်ပေးမယ်ပြီးရင်ကျွန်တော်ဟို AI engineering ဘက်ကို step by step သွားဖို့အစီအစဉ်တွေလည်းရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ကသင်ဖို့ဆိုလို့ရှိရင်ကျွန်တော်
ခင်ဗျားတို့စီကကျွန်တော်အကူအညီလိုပါတယ်ကျွန်တော်တူတယောက်တည်းနဲ့ကျွန်တော်လုပ်လို့မရပါဘူးကျွန်တော်ဗီဒီယိုတွေကို like and share လုပ်ပေးပါ subscribe လုပ်ပေးပါကျွန်တော် subscriber 3သိန်းလောက်ဖြစ်လာလို့ရှိရင်ကျွန်တော်တေချာဗီဒီယိုတွေကိုအချိန်ကုန်ခံပြီးတော့မှကျွန်တော်လုပ်ဖို့အစီအစဉ်ရှိပါတယ်အခုကကျွန်တော်ဗီဒီယိုတွေက subscriber တွေနည်းနေတယ် view တွေအရင်နည်းနေတဲ့အတွက်ကြောင့်ကျွန်တော်လုပ်ဖို့အချိန်ပေးဖို့အားမရှိဘူးဖြစ်နေပါတယ်အားလုံးကျမ်းမာချမ်းသာစွာဖြင့်အောင်မြင်မှုတွေရရှိနိုင်ပါစေ See you in the next video